CEO ကတန်မိုးတန်ပေါင်းများစွာတန်တဲ့ရိုးရွှိုက်ကားကြီးကိုမောင်းလာခဲ့ပေမဲ့ရွာကိုပြန်တဲ့အခါမှာတော့ရွှေပြောင်းလုပ်သားတစ်ယောက်လိုရိုးရိုးကုတ်ကုတ်ဝတ်ဆင်ထားပါတယ်။အိမ်ရောက်ဖို့3ကီလိုမီတာအလိုမှာကားကိုလမ်းဘေးထိုးရက်ခဲ့ပြီးခြေလျင်လမ်းလျှောက်ပြန်ဖို့ရွေးချယ်ခဲ့ပါတယ်။အဓိကကတော့အမေဖြစ်သူရဲ့မွေးနေ့ကိုဂုဏ်ပြုဖို့အတွက်ပါလက်ထဲမှာတန်မိုးကြီးပြီးအရန်ရှားပါတဲ့တီယန်ရှန်တောင်ပေါ်ကစီးနှင်းကျင်စင်းကိုယူလာခဲ့ပေမဲ့သူ့ညီလေးတွေအားငယ်မှာဆိုလို့အဲ့ဒီကျင်စင်းကိုအမိုက်အိတ်အမီထဲထည့်ပြီးရိုးရိုးလက်ဆောင်လိုမျိုးယူလာခဲ့ပါတယ်။သူကညီရွေပေါ်စေတနာထားခဲ့ပေမဲ့အိမ်ပေါက်ဝရောက်တာနဲ့သူ့ရဲ့စေတနာကိုအမေလုပ်သူကညှင်းပယ်လိုက်လို့အခြေအနေကတော်တော်လေးအဆင်မပြေဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာသူ့ကိုဘယ်တော့မှအထင်မသေးတဲ့ဦးလေးကပဲအခြေအနေကိုဝင်ထိန်ပေးပြီးအမေကိုအိမ်ထဲဝင်ဖို့ဖြောင်းဖြပြောဆိုပါတယ်။အိမ်ထဲဝင်မဲ့လုံတုံးညီ2ယောက်ရောက်လာပြီးသူ့ကိုမြင်တာနဲ့လှောင်ပြောင်ကြပါတော့တယ်။မြို့မှာအမိုက်ကောက်စားပြီးအရေးပါတဲ့လူလုံနေတဲ့ဒီပုံစံနဲ့ရွာကိုပြန်လာရဲသေးတယ်ဆိုပြီးဆွဆွဲပြောဆိုကြပါတယ်။အကိုကြီးကတော့ဒေါသမထွက်ပဲရင်ရင်ကြေးကြေးပြန်နှုတ်ဆက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့စကားမဆုံးခင်မှာပဲညီတွေကရင်မောပြီးဆက်လက်စော်ကားနေပါတယ်။မင်းကမြို့မှာအမိုက်ပုံကုန်းနေပြီးတော့ကိုအထင်ကြီးနေတာလားဆိုပြီးဝိုင်းရကြပါတယ်။အကိုကြီးကဘာမှပြန်မပြောပဲပြုံးနေပေမဲ့အမေဖြစ်သူကသူ့ကိုဘေးကိုတိုးထုတ်လိုက်ပါတယ်ပြီးတော့ညီ2ယောက်ရဲ့လက်ကိုပဲပြုံးပြုံးရှင်ရှင်ဆွဲပြီးအိမ်ထဲခေါ်သွားပါတယ်။အကိုကြီးကနောက်ကလိုက်သွားပေမဲ့အမေကတားပြီးပစ္စည်းတွေတွားတယ်ခိုင်းပါတယ်။တားမိတွေတီးတန့်စကားပြောချင်လို့ထွက်သွားဆိုပြီးမောင်းထုတ်ပါတယ်။အကိုကြီးကအိမ်မပြန်ရတာကြာပြီးမို့စကားပြောချင်ပါတယ်လို့တောင်းပန်ပေမဲ့အမေကစူပူပြီးပစ္စည်းမတည်ရင်ထွက်သွားဖို့ပြောပါတယ်။အကိုကြီးလည်းဝမ်းနဲ့သွားပေမဲ့မိသားစုငြိမ်းချမ်းရေးအတွက်တီးခံပြီးအမေခိုင်းတဲ့အတိုင်းပစ္စည်းတွားတယ်ပါတယ်။အမေမသိတာကသူ့သားကြီးဟာတာမန်လူမဟုတ်တော့ပါဘူး။နိုင်ငံတကာဘဏ္ဍာရေးဂရုကြီးရဲ့တီထောင်သူဖြစ်ပြီးသူ့သမီး3ယောက်ကလည်းနယ်ပယ်အသီးသီးမှာထိပ်တန်းရောက်နေသူတွေပါ။သမီးကြီးက Stock Exchange ကုမ္ပဏီရဲ့ CEO သမီးလက်ကပြိုင်ကားချန်ပီယံသမီးငယ်ကတနိုင်ငံလုံးအားပေးတဲ့ Superstar ပါ။သူတို့အဖေရွာပြန်သွားမှန်းသိတော့ညီမ3ယောက်လုံးညတွင်ချင်းလိုက်လာကြပါတယ်။အကိုကြီးပစ္စည်းတယ်နေတော့ဦးလေးဖြစ်သူကတူတူမျိုးမှာအစင်မပြေလို့လက်ဆောင်မပါလာဘူးထင်ပြီးသူဝယ်ထားတဲ့လက်ဆောင်တစ်ခုလာပေးပါတယ်။အကိုကြီးကသူ့မှာဂျင်းစင်းပါလာပြီးသားမို့မယူပါရစေနဲ့လို့ညင်းပါတယ်။ညီလေးတွေမျက်နှာမငယ်ရအောင်အမိုက်အိတ်နဲ့ထည့်လာတာကိုဦးလေးကနားမလဲရှာပါဘူး။သူဖြစ်သူကအားနာပြီးမယူတာပါဆိုပြီးလက်ဆောင်ကိုအတင်းထိုးပေးနေတော့ညီလက်ကမြင်သွားပြီးဆွေမျိုးတွေကိုခေါ်ကတိုင်ပြောပါတော့တယ်။ဦးလေးကမျက်နှာလိုက်ပြီးလက်ဆောင်ခိုးပေးတယ်ဆိုပြီးဆွဆွဲပါတယ်။အကိုကြီးကဝင်ရှင်းပြပေမဲ့နားမထောင်ပဲညီလက်ကပါရိုက်လိုက်ပါတယ်။ဦးလေးကစေတနာနဲ့ပေးတာပါလို့ပြောပေမဲ့မယုံကြပါဘူး။ဦးလေးကိုပါအတုံးမကျတဲ့လူသူများပြဿနာပဲရှာပေးနေတဲ့လူဆိုပြီးဆဲဆိုကြပါတယ်။10နှစ်ကျော်မှအိမ်ပြန်လာတဲ့ကောင်ဘက်ကပါရမလားဆိုပြီးဦးလေးကိုရန်တွေးကြပါတယ်။ညီလက်ကဦးလေးကိုအသက်ကြီးပြီးစိတ်ဖောက်ပြန်နေပြီလားဆိုပြီးတောင်ပြောဆိုပါတယ်။အကိုကြီးကတိမခံနိုင်တော့ပဲမိသားစုချင်းဒီလိုစီးရွေချစရာမလိုပါဘူးလို့ဝင်ပြောပါတယ်။ဒါပေမဲ့ညီလက်ကတော့အကိုကြီးဟာမိသားစုအတွက်အရှက်တရားမို့လို့စီးကြရမယ်အကိုလို့ခေါ်ရမှာတောင်ရှက်တယ်ဆိုပြီးဆက်ပြောပါတယ်။ဦးလေးကတိမခံနိုင်တော့ပဲတော်ကြပါတော့လို့ဟန်တားလိုက်ပြီးလက်ဆောင်ကငါပစ္စည်းမို့ငါပေးချင်တဲ့သူပေးမယ်လို့ဒေါသကြီးအော်ပြောလိုက်ပါတော့တယ်။